Hello，大家好，小薇来啦，给你们看一下，今天这个叫做锆石哦，家人们，它这个叫做锆石，很好看的。它这个话基本的话就是它的缺点就是，先说一下缺点嘛，它的缺点就是硬实度的话没有那么钻石高，但是日常佩戴的话没什么问题的，日常佩戴是没什么问题，很好看的，肉眼可见的干净，看到没有？它这的话都不用打灯看，可以做戒指的那种，它有1克拉多的，它这颗有1克拉多的，然后呢，它这个价格也是很友好的，价格才800米的价格，如果喜欢的话可以私下联系小薇的哦，想仔细看的也是私信联系我哦，谢谢大家。Hello， အားလုံးပဲမင်္ဂလာပါဒီနေ့ကျတော့ခုံမိတ်လေးပေါ့နော်စာခုံတော့ဖြစ်ကုန်ပြီဒါလေးကခုံမိတ်လေးပေါ့နော်ဒါလေးကကျတော့အရည်လေးရမ်းလာနော်ကြည့်ပါဦးဒါလေးဆိုလို့ရှိရင်အတန့်ကြိုက်တဲ့မမတွေအတွက်အရမ်းဆင်ပြေတယ်ဒါလေးဆိုလို့ရှိရင်တက်ကလက်ကြော်ရှိပါတယ်ရှင်ဒါလေးကကျတော့တက်ကလက်ကြော်ရှိပါတယ်ပြီးတော့အပြစ်နာစာလည်းကင်းပါတယ်ရှင်ဒါလေးဆိုလို့ရှိရင်လက်စွပ်လုပ်ဝေးလို့ရပါတယ်ဒါလေးဈေးလေးကကျတော့2သိန်းခွဲလေးပဲပေါ့နော်ဈေးလေးလည်းအရမ်းတန်ပါတယ်ဝယ်ရတဲ့ဈေးလေးနဲ့လည်းတန်တယ်ပေါ့နော်ဒါလေးကြိုက်လို့ရှိရင်စီမာလာခဲ့ပေးပါ